နေတိုင်းအဲ့ဒီကောင်မလေးဟာခွဲစိတ်ကူတာမှုခံယူဖို့ညွှန်ကြားရေးမှုစီလာလေးရှိတယ်။သူမရဲ့အမြင်မှာတော့ခွဲစိတ်မှုခံယူမှသာသူမခန္ဓာကိုယ်ထဲကပိတ်ဆို့မှုတွေကိုရှင်းလင်းနိုင်မယ်လို့ယုံကြည်နေတာပါ။အဲ့ဒီညွှန်ကြားရေးမှုဟာဒီစိတ်ကျန်းမာရေးဆေးရုံမှာအတော်ဆုံးဆရာဝန်တဦးဖြစ်ပြီးသူ့ရုံးခန်းကိုလာရောက်ကူတာမှုခံယူတာဟာကောင်မလေးအတွက်နေ့စဉ်လှုပ်ရိုးလှုပ်ဆင်တစ်ခုဖြစ်လာခဲ့ပါတယ်။ Rini ဆေးရုံ Winline Hospital လို့အမည်ရတဲ့ဒီပုဂ္ဂလိကစိတ်ကျန်းမာရေးဆေးရုံဟာအပေါ်ယံကြည့်ရင်တော့လုံးဝကိုတာမန်ဆေးရုံတစ်ခုလိုပါပဲ။ဒါပေမဲ့တကယ်တမ်းတော့ရင်းဟာထိတ်လန့်စရာကောင်းတဲ့ငရဲခန်းတစ်ခုကိုဖုံးကွယ်ထားတာဖြစ်ပါတယ်။ငွေကြေးအဆင်ပြေုံနဲ့တင်သူတို့ဟာအနန္တူရဲ့လမ်းဆက်မှာပိတ်ဆို့နေတဲ့သူမှန်သမျှဇနီးတဲ့ပဲဖြစ်ဖြစ်စီးပွားပြိုင်ဘက်ပဲဖြစ်ဖြစ်ဘသူကိုမဆိုအတ္တမဖန်ဆီးချုပ်နှောင်ပေးလေရှိပါတယ်။ချုပ်နှောင်ခံထားရစဉ်အတွင်းမှာတားကောင်တွေဟာလူမဆန်တဲ့နှိပ်စက်ညှဉ်းပန်းမှုတွေကိုခံရပြီးစိတ်ကျန်းမာရေးဆေးဝါးတွေကိုအတ္တမတိုက်ကျွေးခြင်းခံရပါတယ်။အချိန်ကြာလာတာနဲ့အမျှလုံးဝအကောင်းပကတိဖြစ်တဲ့လူကောင်းတွေဟာတကယ်စိတ်ဝေဒနာရှင်တွေဖြစ်သွားကြရပြီးဒါဟာဖြစ်ရအားလုံးရဲ့တစ်စိတ်တစ်ပိုင်းပဲရှိပါသေးတယ်မိသားစုတွေကိုယ်တိုင်ကလာပို့တဲ့သူတွေဆိုရင်တော့ဒီထက်မှကပိုဆိုးတဲ့ကံကြမ္မာတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်အသက်ရှင်လျက်ပြန်လည်လွတ်မြောက်လာသူအနှဲငယ်ဟာလည်းခန္ဓာကိုယ်ထဲကအင်္ဂါစိတ်ပိုင်းတချို့ဆုံးရှုံးသွားလေးရှိကြပါတယ်ခွဲစိတ်စပွဲပေါ်မှာတေဆုံးသွားခဲ့သူတွေအတွက်ဆိုရင်တော့တေစရင်တစ်ခုလေးနဲ့တင်အရာအလုံးကိုဖုံးကွယ်ဖို့လုံလောက်သွားပါပြီသူတို့ရဲ့လောက်ရက်တွေဟာတရားဥပဒေမဲ့လုံးဝဥတုံကင်းလွတ်နေတယ်လို့ပဲပြောရမှာပါလီဆာတယောက်နေကင်းကြောင်တောင်မှတင်ဒီနေရာကိုပြန်ပေးဆွဲခေါ်ဆောင်ခြင်းခံရလိမ့်မယ်လို့ဘယ်တော့မှမတွေးခဲ့မိပါဘူးဆေးရုံဆောင်နှစ်ယောက်ရဲ့ဆွဲခေါ်ခြင်းကိုခံရပြီးနောက်သူမကိုရေချိုးခန်းနဲ့ခေါ်သွားကြပါတယ်သူတို့ဟာအပေးယူမျှနဲ့လီဆာရဲ့အဝတ်စားတွေကိုချက်ချင်းချွတ်ပစ်လိုက်ကြတယ်တယောက်ကအိမ်သားတိုက်တဲ့ brush ကိုတုံးပြီးနောက်တစ်ယောက်ကတော့ဖီအားမြင့်ရေပိုင်းနဲ့သူမကိုခေါင်းစအခြေဆုံးထိုးပတ်ဆေးကြောပါတော့တယ်အဲ့ဒီနောက်မှာတော့သူမကိုညွှန်ကြားရေးမှုရှိမှောက်ကိုခေါ်ဆောင်လာခဲ့ပါတယ်။ညွှန်ကြားရေးမှုကလီဆာကိုဒီနေရာဟာစိတ်ကျန်းမာရေးဆေးရုံတစ်ခုဖြစ်ပေမဲ့ဒီရောက်လာတဲ့သူတိုင်းဟာတကယ်နေမကောင်းလို့ရောက်လာကြတာတော့မဟုတ်ဘူးလို့ပြောပါတယ်ပြီးတော့ဒီနေရာကလေထုနဲ့အစားအသောက်တွေဟာအကောင်းဆုံးဖြစ်တာကြောင့်ကြံရှိတဲ့ဘဝကိုအေးချမ်းချမ်းဖြတ်တန်းသွားဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ညွှန်ကြားရေးမှုရဲ့စကားတွေကိုကြားရတဲ့အခါလီဆာမှာလုံးဝမျောလင်းချက်မဲ့သွားပြီးစိတ်ပြတ်အားငယ်သွားခဲ့ပါတယ်။မိမိရဲ့ကြံရှိတဲ့တက်တရှထောက်လုံးဒီနေရာမှာပဲကုံဆုံးရတော့မယ်ဆိုတဲ့အတိအကျသူမဟာရုန်းကန်လှုပ်ရှားခဲ့ပါတယ်ဒါကိုညွှန်ကြားရေးမှုကတစ်ချက်ပဲလှမ်းကြည့်လိုက်ပြီးဆေးရုံဆောင်နှစ်ယောက်ကလည်းသူမကိုဆေးရုံရဲ့စီကန်းတွေကိုကျွမ်းကျင်စွာနဲ့သင်ခန်းစာပေးပါတော့တဲ့သင်ခန်းစာပေးပြီးတဲ့နောက်မှာတော့လီဆာတယောက်နောက်ဆုံးမှာငြိမ်သက်သွားခဲ့ရပါတယ်ဒါပေမဲ့ဆေးရုံဆောင်တွေအားလုံးဟာမကောင်းဆိုးဝါးတွေတော့မဟုတ်ကြပါဘူးချက်ကတော့ချွင်းချက်ပေါ်ဆေးရုံရဲ့မှောက်မိုက်တဲ့လှုပ်ဝက်ချက်တွေကိုမသိခင်ကသူဟာမိမိရဲ့အလုပ်ကိုတကယ်ပဲအတိတ်ပဲရှိတယ်လို့ယုံကြည်ခဲ့တာပါသူအတွက်တော့လီဆာဟာတာမန်လူနာတယောက်မျှသာဖြစ်ပါတယ်သူမကိုစကားပြောပေးမဲ့သူတယောက်ရှိနေတာကိုတွေးလိုက်ရတဲ့အခါလီဆာရဲ့ရင်ထဲမှာမျောလင်းချက်မီးပွားလေးတစ်ဖန်ပြန်လဲတောက်ပလာခဲ့ပါတယ်သူမဟာ